မင်္ဂလာပါခင်ဗျာမြန်မာ property ကြီးလာရဲ့ပတ်စင်အင်ချမ်မီသတင်းများစီစဉ်ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ရွေးချက်တင်ဆက်ပေးမယ့်ပထမဆုံးသတင်းကတော့ရန်ကုန်ဒလသရာပြီးစီးလို့နီးလာရတဲ့အမြအင်ချမ်မီဇင်းတို့နေမြင့်တက်လာရဲဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်ရန်ကုန်ဒလသရာဟာရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်လို့ဒလမျိုးကအင်ချမ်မီဇင်းတွေလည်းအရင်ကားတက်လာရလို့ဒလမျိုးခံနေစီကသိရပါတယ်ရန်ကုန်ဒလသရာကိုကိုရီးယားမြန်မာချစ်ကြည်ရေးတရားစီမံကိန်းဟာလက်ရှိမှာ68ရာခိုင်နှုန်းထိပြီးစီးနေပြီဖြစ်လို့အိမ်နဲ့ခြံတွေအဝယ်လိုက်နေရလို့မျိုးခံတယောက်ကပြောပါတယ်တရားမပြီးခင်ကတည်းကဒလအင်ချမ်မီဈေးကကောင်းနေတာအခုပြီးတော့မယ်ဆိုတော့ဒလအင်ချမ်မီဈေးက10ပေ60ကိုသိန်းထောင်ချီပေါက်တယ်လမ်းမကြီးကအိမ်ဈေးတွေဆိုသိန်းတောင်းချီတယ်ဒါတောင်ကြိုက်ဈေးမရရင်မရောင်းကြဘူးလို့အင်ချမ်မီအကျိုးတော်ဆောင်တအုပ်ကပြောပါတယ်2019ခုနှစ်မေလမှာစတင်ဆောက်လုပ်ခဲ့တဲ့ဒလသရာဟာမြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့အရှည်ဆုံးတရားထဲမှာတစ်စင်းအပါဝင်ဖြစ်ပါတယ်တရားကင်းလို့အမြင့်ပေ160နဲ့ရေလန်းကင်းလို့အကျယ်998ရှိတာကြောင့်တန်ချိန်15000ရှိတယ်ပင်လယ်ကုန်သွယ်ရေးသင်္ဘောကြီးတွေအထိဖြတ်သန်းအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဒလသရာကို2025ခုနှစ်ဒီဇင်ဘာလအတွင်းပြီးစီးအောင်တိစောက်သွားမယ်လို့လည်းသိရပါတယ်ဒလသရာကြီးပြီးစီးသွားမယ်ဆိုရင်ရန်ကုန်မြို့ကနေဒလတွန်တေးကော့မူကွန်းချံကုန်းမြို့နယ်တို့ကိုအလွယ်တကူသွားလာနိုင်မှာဖြစ်တယ်လို့အေယာဝတီတိုင်းကဒေဒီရဲဖြာပုံဘိုးကလေးစားတဲ့မြို့တွေကိုလည်းသွားလာရလွယ်ကူသွားမှာဖြစ်ပါတယ်နောက်တစ်ပုတ်အနေနဲ့ငလင်ဘေးမှာအထက်မြင့်အဆောက်အဦတွေတက်ဆိုင်ရင်အထက်နှိမ့်အဆောက်အဦတွေကပျက်စီးမှုပိုများနေတယ်ဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်ပြီးခဲ့တဲ့မက်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့မန္တလေးငလင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့အဆောက်အဦများပြိုကျပျက်စီးမှုများတွေမှာအထက်မြင့်အဆောက်အဦပျက်စီးမှုတွေတက်ဆိုင်ရင်အထက်နှိမ့်အဆောက်အဦပျက်စီးမှုတွေကပိုများတယ်လို့သိရပါတယ်အထက်မြင့်အဆောက်အဦပျက်စီးမှုတွေနဲ့လုံချင်းအိမ်တွေအထက်နှိမ့်တွေရဲ့ပျက်စီးမှုတွေနဲ့နှိုင်းယှဉ်ရင်အထက်နှိမ့်တွေမှာပိုပျက်စီးတာကိုတွေ့ရတယ်ရှစ်ထက်အဆောက်အဦတော်တော်များများကလုံးဝပြိုကျတာတော်တော်နဲ့တယ်ဥပမာမြန်မာ National Building Code နဲ့စောက်ထားတဲ့မင်္ဂလာရန်ကင်းပြည်သူ့ငါးအိမ်ယာစီမံကိန်းဆိုတာမျိုးတော့မပျက်စီးဘူးဒါဆိုအနည်းဆုံးဘတ်ဂျက်နဲ့တိစောက်ထားတာပဲဘာမှပြိုကျပျက်စီးတာမရှိဘူးဆိုတာတွေ့ရတယ်အဲ့ဒီတော့ပြိုကျတယ်မပြိုကျဘူးဆိုတဲ့နေရာမှာတွေ့ရတာကမြန်မာ National Building Code နဲ့စောက်ထားတာလားတုံးထားတဲ့ပစ္စည်းတွေကတတ်မှတ်စံချိန်စံညွှန်းနဲ့ညီရလားအစရှိတဲ့အချက်တွေပေါ်အခြေခံတာကိုတွေ့ရတယ်ဒါတွေအပြင် engineer ဘိုင်းကကြီးကြပ်မှုပေါ်ဘယ်လောက်ရှိလဲဆိုတာလည်းတွေ့ရပါတယ်ဟုမြန်မာ Developer Association MDA မှာတာဝန်ရှိသူတူကပြောပါတယ်လက်ရှိရန်ကုန်မြို့တွင်အထက်မြင့်အဆောက်အအုံများကိုပိုင် foundation ဖြင့်သာတည်ဆောက်ခွင့်ပြုထားပြီးဒီဇိုင်းထုတ်ရတွင် e-test နှင့်တွက်ချက်ကရိုးရိုး foundation နဲ့ပေးထားခြင်းမရှိဘူးလို့လည်းသိရပါတယ်ဒါအပြင်ပိုင် foundation ကငလင်းနံကိုလည်းခံနိုင်တယ်လို့သိရပါတယ်2025ခုနှစ်6ချိန်မြောက်အာဆီယံစစ်စမ်းမပြတ်ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးမြို့စုကိုကရင်ပြည်နယ်ရဲ့မြို့တော်ဖားအံမြို့ကရရှိခဲ့တဲ့ဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်2008ခုနှစ်မှစတင်ပြီး3နှစ်လျင်တစ်ကြိမ်စီစစ်ရွေးချယ်လျက်ရှိတဲ့အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာရေရှည်တည်တံ့သောမြို့ကြီးများလုပ်ငန်းအဖွဲ့ ASEAN Working Group on Environmentally Sustainable City AWGESC မှာရွေးချယ်တဲ့2025ခုနှစ်အတွက်6ချိန်မြောက်အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်းစားမပြတ်ဖွံ့ဖြိုးသောမြို့ကြီးများစုကိုမြန်မာနိုင်ငံကိုစားပြုကရင်ပြည်နယ်ဖားအံမြို့ကရရှိခဲ့ပါတယ်အဆိုပါစုပေးပွဲအခမ်းအနားကိုအောက်တိုဘာလ3ရက်နေ့ကမလေးရှားနိုင်ငံလန်ကာဝီမှာကျင်းပခဲ့တာဖြစ်ပါတယ်လက်ရှိကရင်ပြည်နယ်တွင်တဘာဝကိုအခြေခံပြီးခီးသွွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လျက်ရှိကကမ္ဘာလက်ခီးသွွားများအားဆွဲဆောင်နိုင်တဲ့နေရာဒေသများစွာရှိတယ်လို့လည်းခီးသွွားလုပ်ငန်းလုပ်ကိုင်သူများထံမှသိရပါတယ်။နိုင်ငံတကာကဏ္ဍအနေနဲ့ Smart Land Post နည်းပညာနဲ့မြို့ပြလူနေမှုရဲ့ခြေလှမ်းသစ်ကိုစတင်လိုက်တဲ့စင်ကာပူနိုင်ငံဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။စင်ကာပူနိုင်ငံဟာမြို့ပြအဆောက်အုံဖွံ့ဖြိုးရေးကဏ္ဍမှာခင်မီနည်းပညာတွေနဲ့အတူရှေ့ဆောင်လမ်းပြအဖြစ်ရပ်တည်လာခဲ့တာစစ်စုနှစ်တစုကျော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။စီးစနစ်ကြောင့်မှုနဲ့နာမည်ကြီးတဲ့စင်ကာပူနိုင်ငံဟာမြို့ပြလူနေမှုအဆင့်တန်းကိုတဆင့်မြင့်တယ်ပေမဲ့ Smart Land Post နည်းပညာကိုစတင်မိတ်ဆက်လာခဲ့ပြီပဲဖြစ်ပါတယ်။ဒီနည်းပညာဟာဆိုရင်ရခိုင်ကနေရာတနေရာစီထားရတဲ့ Wi-Fi, CCTV ကင်မရာလေထုအရေးသွေးအာရုံခံကရိယာနဲ့အရေးပေါ်အကူအညီတောင်းဆိုတဲ့ခလုတ်တွေကိုလမ်းမီးတန်တစ်ခုထဲမှာပဲအကုန်ပေါင်းစပ်ပြီးတက်ဆင်ပေးတဲ့နည်းပညာပဲဖြစ်ပါတယ်။ဒီဘတ်စုံသုံးမီးတန်တွေဟာမြို့ပြ area ထဲမှာနေရာယူတာကိုသက်သာစေအောင်သာမကပဲပြည့်ပြည့်ထင်းထင်းမှုကုန်ကျစရိတ်တွေကိုပါ short ချပေးနိုင်တာပဲဖြစ်ပါတယ်။လေထုရည်သွေးအာရုံခံကရိယာတွေကလေထုညဉ့်ဉန်းမှုအဆင့်ကိုအချိန်နဲ့တပြေးညီအချက်လက်တွေစုဆောင်းပေးတာကြောင့်မြို့တော်အရာရှိတွေအနေနဲ့မြို့ကိုယ်တွေရင်ကျော်ပိတ်ဆို့မှုကထွက်လာတဲ့အငွေ့တွေနဲ့ပြည်သူ့ကျန်းမာရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေကိုပုံမထီရောက်စွာတုံ့ပြန်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲတက်ဆင်ထားတဲ့ Wi-Fi ကလည်းဒေသခံတွေလည်းခီးသွွားအဲ့တွေကိုပုံမမြန်ဆန်တဲ့အင်တာနက်ချိတ်ဆက်မှုကိုရရှိစေပြီးအရေးပေါ်အကူအညီတောင်းခံနိုင်တဲ့ခလုတ်တွေကဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေတွေဒါမှမဟုတ်ရာဇဝတ်မှုတွေကိုသတင်းပို့တာတွေအတွက်ချက်ချင်းအကူအညီရရှိစေနိုင်မှာဖြစ်ပါတယ်။ဒီ Smart မီးတိုင်စနစ်ဟာတာမန်လမ်းမီးတိုင်တွေကိုအများပြည်သူဘေးကင်းရေးရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ digital ချိတ်ဆက်မှုအတွက်အစမ်းထက်တဲ့ platform တစ်ခုဖြစ်ပြောင်းလဲပေးတော့မှာဖြစ်ပြီးစင်ကာပူနိုင်ငံရဲ့မြို့ပြလူနေမှုအဆင့်အတန်းကိုတစ်ဆင့်မြင့်တင်ပေးမဲ့အနာဂတ်ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။နောက်ပတ်ဒီမှာလည်းစိတ်ဝင်စားဖွယ် enchantment သတင်းတွေကိုထပ်မံတင်ဆက်ပေးဦးမှာဖြစ်လို့ကျွန်တော်မြန်မာ property ဒီလာရဲ့အပတ်စဉ် enchantment သတင်းများစီစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြပါလို့ပြောကြရမယ်။ကျွန်တော်တို့ရဲ့အစီအစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါခင်ဗျာ။လူကြီးမင်းတို့ရဲ့ enchantment တွေကို MPT application မှာအခုပဲအခမဲ့ထည့်သွင်းကြလိုက်ပါ။